မင်္ဂလာပါကျွန်တော်လူမင်းကိုပါကျွန်တော်လည်း April Fool April 10 ရက်နေ့မှာကျွန်တော်ရဲ့ကြောက်ပွင့်ခြင်းဆိုတဲ့သင်ချင်းလေးတစ်ခုထွက်လာမှာဖြစ်ပါတယ်ဒီသချင်းက2021တော့ကျွန်တော်တို့သွင်းထားတဲ့သချင်းပါနော်အဲ့သချင်းသွင်းတော့အကြောင်းလည်းကျွန်တော်အမြဲအမှတ်ရနေဗျာဒီလိုအဲ့တော့ကျွန်တော်တို့မိတ်ဆွေကို ice ပေါ့သူကကျွန်တော်သချင်းတစ်ပုတ်သွင်းဖို့အတွက်ဆရာဒူရာမိုးတို့စတူဒီယိုမှာအဲ့လိုjoin ပြီးတော့ကျွန်တော်ဆရာဒူရမိုစီတို့ဒီအုံကျိုးကမန်လေးနဲ့နီးရဲ့အဲ့မှာကျွန်တော်တို့သွားသွင်းပြတာဒီသချင်းကအဲ့တော့ဂီတမူကသူရိမူနဲ့ကျွန်တော်နဲ့ပေါ့နော် arrangement တူလုပ်ကြဒီ orchestra ဘိုင်းတော်တွေကတာဝန်ယူတာပေါ့အဲ့ဒါကျွန်တော်တို့ဒီသချင်းကိုသွင်းပြတယ်အဲ့ဒါပဲကြားထဲမှာအကြောင်းမျိုးကြောင့်ကျွန်တော်တို့ဒီသချင်းမထွက်ဖြစ်ဘူးတော်တော်ကြာပေါ့ကျွန်တော်လည်းသချင်းမဆိုပြတာရဲ့အချိန်တော်တော်ကြာတယ်အခုကကျွန်တော်သချင်းပြန်ဆိုပြတော့ဒီသချင်းလေးကိုမဒီကကျွန်တော်ထွက်ပြအောင်ကြက်ပေးတဲ့လူကကိုစုပါပေါ့နော်ဒါကကိုစုပါကျွန်တော်ကြက်ပေးလို့ဒီချင်းကမန်သချင်းပြတ်ဖြစ်တာပေါ့နော်အဲ့ဒါဘယ်လိုကြက်ပေးခဲ့တာလဲဘာတွေလဲပေါ့မာဒီချင်းကိုနားထောင်ပြီးရချင်းအဲ့မှာကွာနဲ့ထပ်တွေ့ကွာကရိုက်ကူးရေးအတွက်အမေကြိုက်ပြီးကွာတယ်မင်းအတက်ဆက်လိုက်တော့ဒီလာပြောတယ်အဲ့အားလို့စဖို့ကကျွန်တော်တို့ဆရာရှိတယ်ကျွန်တော်ကွန်မင်းကိုဘာလို့ဆွဲခေါ်လိုက်ဆိုတော့ကျွန်တော်ကွန်မင်းကိုအဲ့ဒီလိုခိုင်းနေတာပေါ့ဟိုတကယ်ကအားလုံးကိုစုံနေဖြစ်သွားတာပေါ့အဲ့တော့ဒီချင်းလေးကတော့မိုက်ပါတယ်ဒါပေမဲ့ဒီနေ့လည်းစေးထိုးပေးရတာရှိတယ်ဟုတ်တယ်သူချက်ပေးတာပဲသူချက်ပေးငါးနှစ်ရှိငါးနှစ်ကျော်6နှစ်ထဲကိုရောက်တော့မှာပေါ့ဗျာအဲ့တော့ကျွန်တော်မထူးတော့ဘူးဆိုပြီးတော့ဒီချင်းလေးဖြုတ်ရအောင်ဆိုပြီးကျွန်တော်ဖြုတ်လိုက်တော့အဲ့တော့အခုတော့အဆင်ပြေသွားပါတယ်ဒီနေ့ကကျွန်တော်လည်းသချင်းကျွန်တော်ပြန်သချင်းပြန်ဆိုပြတယ်4-5လပဲရှိသေးတယ်သူကသချင်းမတိုင်းခင်ကျွန်တော်မှနေ့တိုင်းသချင်းပဲဆိုသူကအမြဲချက်ပေးနေကြအဲဒီနေ့ကသချင်းမထွက်ဖြစ်တယ်ဒီတော့ထွက်တော့မယ်ပေါ့ကျွန်တော်လည်း April 10 ရက်နေ့ကိုမိအောင်မှကိုဖိုးသားမင်းကိုအရက်ဆိုင်ကိုပတ်ပြီးတော့ဒုက္ခလိုက်ရှာပြီးပေးနေရတော့နော်သူ့အမိပန်းကကျွန်တော်တို့တလုံးပေါ့နော်သူ့လည်းရက်ဆိုင်မှာရှားတယ်ကိုလည်းရက်ဆိုင်တော့ရတယ်လို့သူ့ရက်ဆိုင်မှာမရှာရင်လည်းရက်ထိုင်တော့ရတယ်တဲ့လားရောပါပါတေးရတာတော့မနေ့ပြန်တရားနေ့ April Fool လောက်တာမဟုတ်ပါဘူးတေးကြမထွက်လာပါလိမ့်မယ်စောင်းမျိုးအပိကြရအားလုံးကျေးဇူးများပါတယ်ချီယာကျွန်တော်ရေတောင်းတာပါဆိုတော့ကြွရရပါThank you ပါ